မင်္ဂလာပါ Welcome to DYOR channel Canton ကွိုင်းဆိုဒီမှာ Canton Network ရဲ့ဗဟိုချုပ်ကိုင်မှုမရှိသော decentralized စနစ်တစ်ခုဖြစ်သည့် Global Synchronizer တွင်အသုံးပြုရန်ဖန်တီးထားသော Native Utility Token တစ်ခုဖြစ်သည် Token ကို Synchronizer ၏ Traffic Fees များပေးဆောင်ရန်နှင့် Synchronizer အတွက်အခြေခံအဆောက်အအုံများ Applications များပံ့ပိုးပေးသူများကို Rewards အဖြစ်ပေးအပ်ရန်အသုံးပြုသည် Canton ကွိုင်းနှင့်ပတ်သက်၍အဓိကအချက်များကိုအောက်ပါအတိုင်းလေ့လာနိုင်သည် Canton ကွိုင်းကိုအခြား Digital Token များကဲ့သို့ ICO နည်းလမ်းဖြင့်ရောင်းချခြင်းမဟုတ်ပါ Token ကိုရယူနိုင်တဲ့အဓိကနည်းလမ်းတွေကတော့ Global Synchronizer ဂေဟစနစ်တွင်အခြေခံအဆုတ်အုံများလေပတ်ပေးခြင်း Super Validators နှင့် Validators တို့မဟုတ်အသုံးဝင်သော DAML Applications များရေးသားလွှင့်တင်ခြင်း Application Providers တို့ခင်သာ Token အသစ်ထုတ်ဝေခြင်း Minting ဖြစ်သည် Canton ကွိုင်းတန်ဖို့ဒီ Global Synchronizer ပေါ်တွင်တတိယအဖွဲ့အစည်းများကဖန်တီးထားသော Applications များရဲ့အသုံးဝင်မှုအပေါ်တွင်သာတိုက်ရိုက်မှုတည်သည်အသုံးဝင်သော application များမရှိပါက Canton ကွိုင်းဒီလည်းတန်ဖိုးရှိမည်မဟုတ်ပါ Burn and Mint Equilibrium Model Canton ကွိုင်းဒီ Burn and Mint Equilibrium ဟုခေါ်သောစီးပွားရေး model တစ်ခုကိုအခြေခံထားသည် model တွင်အဓိကအစိပ်ပိုင်း၄ခုပါဝင်သည် Token အသစ်များထုတ်ဝေခြင်း minting သည်အမြဲတစေတိုးပွားနေသော inflationary စနစ်ဖြစ်သည်ကိုညက်အသုံးပြုခွင့်ဖြင့် fees များပေးဆောင်ရန်အခါ token ကိုလွဲပြောင်းပေးခြင်းမျိုးမဟုတ်ဘဲဈေးကွက်အတွင်းမှာလုံးဝ burn ဖြစ်သည်အသုံးပြုခွင့် fees အားလုံးကို USD နှင့်သတ်မှတ်ထားသည် token ဈေးနှုန်းသည် USD နှင့်နှိုင်းယှဉ်ပါကဈေးကွက်တန်ဖိုးအားအပြောင်းလဲရှိနိုင်သည် inflation နှင့် token အသစ်ထုတ်ဝေခြင်း minting Canton ကွိုင်း၏ထုတ်ဝေမှုသည်အချိန်နှင့်အမျှတိုးပွားနေသည့်အတွက်တဘာဝအရာငွေကြေးဖောင်းဖွားမှု inflationary ရှိသည် Infrastructure ပံ့ပိုးပေးသော Super Validators, Validators နှင့်အသုံးဝင်သော Applications များဖန်တီးသည့် Application Providers များကသာ Token အသစ်များကိုထုတ်ဝေ mint လုပ်နိုင်သည်ခွဲဝေမှုပထမ10နှစ်အတွင်း token ထုတ်ဝေမှုရဲ့90%ကို application providers တို့ပေးအပ်သည့်ကျန်90%ကို super validators နဲ့ validators များတို့ခွဲဝေပေးရန်သတ်မှတ်ထားသည်ထိန်းချုပ်မှု token မင်းများထုတ်ဝေမှုအချိန်ကလာသတ်မှတ်ချက်များကို super validators ရဲ့3ပုံ2ခုတူးထက်ဆန္ဒမဲဖြင့်ဆုံးဖြတ်သည်ဈေးကွက်တန်ဖိုးထိန်းညှိခြင်း equilibrium mechanismဈေးကွက်အတွင်းကစားခြင်း speculation ကိုလော်ချရနှင့် token တန်ဖိုးကိုအမှန်တကယ်အသုံးဝင်မှု utility ပေါ်တွင်သာအခြေခံစေရန်ဖန်တီးထားသည်ဝဲလိုအားမြင့်မားခြင်းကိုညက်ပေါ်တွင်အသုံးဝင်သော application များပြားလာပါက burn ရမယ့် token အရေးအတွက်သည် mint လုပ်တဲ့အရေးအတွက်ထပ်ပိုများလာမည်ထိုအခါဈေးကွက်အတွင်း token အရေးအတွက်လျော့နည်းသွားပြီးဈေးနှုန်းတက်လာမည်ဖြစ်သည်ဝဲလိုအားနည်းပါခြင်းကိုရက်အထုံးပြမှုနည်းပါပါက burn ပြီးတဲ့အရေးအတွက်ထက် mint လုပ်တဲ့အရေးအတွက်ကပိုများနေမည်ဤငွေကြီးဖုံးပွားမှု inflation ကြောင့်ဈေးကွက်အတွင်း token အရေးအတွက်များပြားလာပြီးဈေးနှုန်းကိုပြန်လည်ကျဆင်းစေကအသုံးဝင်မှုနှင့်ကိုက်ညီသောတန်ဖိုးသို့ပြန်လည်ရောက်ရှိစေသည်အကျိုးသက်ရောက်မှု Tokenomics model ၏အဓိကရည်ရွယ်ချက်မှာ token ကိုအသုံးမပြုဘဲစုထား၍ဈေးကွက်ကစားခြင်းကိုတားဆီးရန်ဖြစ်သည်အမြဲတစေ token အသစ်များထွက်ရှိနေသည့် inflation ကအကြောင်းကိုညက်ကိုအမှန်တကယ်အသုံးပြုရန်အတွက် burn ဖြစ်ခြင်းမရှိပါက token ဤတန်ဖိုးသည်ကျဆင်းသွားမည်ဖြစ်သည်ထို့ကြောင့် Canton ကွိုင်းဤတန်ဖိုးသည်သူ့ပေါ်တွင်တည်ဆောက်ထားသော applications များရဲ့အသုံးဝင်မှုအပေါ်တွင်သာတိုက်ရိုက်မှုတည်နေသည်ဗဟိုချုပ်ကိုင်မှုကင်းလွတ်ခြင်း Canton ကွိုင်းနှင့် Global Synchronizer ကို Digital Asset Company တစ်ခုတည်းကထိန်းချုပ်ထားခြင်းမဟုတ်ဘဲလွတ်လပ်သောအဖွဲ့အစည်းပေါင်းများစွာက Super Validators ဟုခေါ်သောအမည်အခုကင်းသည့်အဖွဲ့အစည်းပေါင်းများစွာကစုပေါင်းလည်ပတ်ခြင်းဖြစ်သည် Native Technology အခြေခံ Digital Asset က10နှစ်ကြာတည်ထွင်ခဲ့သော DAML ကိုရေးအချက်လက်လုံခြုံမှုရှိသော Smart Contract Platform နှင့် Canton Blockchain Protocol နည်းပြနာများပေါ်တွင်အခြေခံထားသည် Adoption Canton Network နည်းပြနာများကိုကမ္ဘာထိပ်တန်းပညာရေးအဖွဲ့အစည်းများကအမှန်တကယ်လက်တွေ့အသုံးပြုနေကြပြီဖြစ်သည်
repo transactions များလှုပ်ဆောင်ခြင်းလက်ရှိတွင်ဒါမောင်းနှင့်ကန်တန်းနည်းပြနာများကိုအသုံးပြု၍တလလျက်ဒေါ်လာ 1.5 trillion ကျော်တန်ဖိုးရှိသော repo transactions များကိုလှုပ်ဆောင်ပေးနေသည်ဈေးကွက်အတွင်းပါဝင်သူများအတွက်နှစ်စဉ်လဲပတ်မှုကုန်ကျစရိတ်တန်ပေါင်းများစွာကိုလော့ချပေးနိုင်သည်စမ်းသပ်မှုနှင့်အောင်မြင်မှု2023ခုနှစ်နောက်ပိုင်းတွင်ဘဏ်ယာရေးဈေးကွက်မှာပါဝင်သူ45ဖွဲ့ Financial Market Participants စုပေါင်း၍ applications များအကြားငွေလွှဲပြောင်းမှုပေါင်း350ကိုအောင်မြင်စွာစမ်းသပ်နိုင်ခဲ့သည်ဤစမ်းသပ်မှုသည်ဗဟိုချုပ်ကင်သူမရှိဘဲစနစ်တစ်ခုနှင့်တစ်ခုအကြားလုံခြုံစွာချိတ်နိုင်သည်ကိုသက်သေပြခဲ့ခြင်းဖြစ်သည်ထုတ်ကွယ်လွင့်တင်ခြင်း2023ခုနှစ်မေလတွင်အဖွဲ့အစည်းပေါင်း30စုပေါင်း၍ Content Network ကိုစတင်ခြင်းကျွေးနျာခဲ့ကြသည်2024ခုနှစ်ဇွန်လတွင်စနစ်ကိုအမှန်တကယ်စတင်အသုံးပြုသည့် mainnet အဆင့်သို့ရောက်ရှိခဲ့သည် corporations တို့၏ထောက်ပံ့မှုနှင့်ရင်းနှီးမြှုပ်နှံမှုပုံစံContent Coin သည် ICO Initial Coin Offering ပြုလုပ်၍ရင်းနှီးမြှုပ်နှံသူများထံသာငွေယူခြင်းမျိုးမဟုတ်ဘဲ corporations ကအခြေခံအဆောက်အုံနှင့်အသုံးချ software များပံ့ပိုးပေးခြင်းထင်သာပါဝင်ကြခြင်းဖြစ်သည်Super Validators တို့၏အခန်းကဏ္ဍကိုညက်ကို Digital Asset Company တစ်ခုတည်းကထိန်းချုပ်ထားခြင်းမဟုတ်ဘဲလွတ်လပ်သောအဖွဲ့အစည်း73ခုက Super Validators အဖြစ်ပါဝင်၍ကိုညက်ကိုလဲပတ်ပေးနေသည်ထိုအဖွဲ့အစည်းတွေသည်တဦးနှင့်တဦးအမိအခိုကင်းစွာဖြင့်ဆုံးဖြတ်ချက်တွေကိုသုံးပုံနှစ်ခုတိုးထပ်စန္ဒမဲဖြင့်ဆောင်ရွက်ကြသည်အောက်ထိုချမှုပုံစံစနစ်ကိုပုံမခိုင်မာစေရန်အတွက် Linux Foundation အောက်ထဲမှ Global Synchronizer Foundation ဟုခေါ်သောလွတ်လပ်သည့်အဖွဲ့အစည်းတစ်ခုကိုတည်ထောင်၍စီမံခန့်စားနေသည် Open Source နည်းပြနာကန်တန်းကွိုင်းနှင့်ပတ်သက်သောနည်းပြနာများကို Hyperledger Foundation ရဲ့ Splice Project အောက်ထဲမှ Open Source အဖြစ်ထားရှိပေးထားပြီးတော့မိတိအဖွဲ့အစည်းမဆိုပွင့်လင်းမြင်သာစွာအသုံးပြုနိုင်သည်ရေရှည်တည်တတ်မှု Content Network ၏ချင်းခပ်ပုံက Use Cases need to come first လက်တွေ့အသုံးချမှုကိုဦးစားပေးခြင်းဖြစ်သည်အခြားသော token များကဲ့သို့ဈေးကွက်ကစားခြင်း speculation ကိုဦးစားမပေးဘဲဘဏ်ယာ၏စနစ်တွင်ရှိသောအချက်လက်များတစ်ခုနှင့်တစ်ခုမချိတ်နိုင်ခြင်း data silos နှင့်ငွေပေးခြင်းနှေးပါခြင်းစသည့်ပြဿနာများကိုဖြေရှင်းပေးနိုင်သောအသုံးချ software applications များပေါ်ထွက်လာစေရန် corporations ကိုတိုက်တွန်းအားပေးခြင်းပုံစံဖြစ်သည် Risk တတိယအဖွဲ့အစည်းများအပေါ်မိခိုမှုကန်ထွန်ကွိုင်း၏တံပိုးသည်တတိယအဖွဲ့အစည်းများကဖန်တီးမိ application များအသုံးဝင်မှုအပေါ်တွင်သာလုံးဝမူတည်နေခြင်းဖြစ်သည်အသုံးဝင်သော app များမပေါ်ထွက်လာပါက Digital Asset Company ကမိတိုးပင်စ조사စေကမူကန်ထွန်ကွိုင်းသည်တံပိုးရှိမည်မဟုတ်ပါငွေကြေးဖုံးပွားမှုဖိအားtoken အရွေအတွက်သည်အချိန်နှင့်အမျှအမြဲတစေတိုးပွားနေသည့် inflationary စနစ်ဖြစ်သောကြောင့် Quant အသုံးပြုမှုကြောင့် token များကိုမီးရှို့ဖျက်ဆီးပစ်ခြင်းမရှိပါကတန်ဖိုးကျဆင်းမီအန္တရာယ်ရှိသည်ဈေးကွက်ကစားခြင်းမပြုနိုင်မှုဈေးနှုန်းကစားရန်အတွက် token များကိုစုဆောင်းထားသူများ speculators အတွက်စနစ်သည်အကျိုးအမြမရှိနိုင်ဘဲတန်ဖိုးကျဆင်းမှုကိုသာရင်ဆိုင်ရဖွယ်ရှိသည်ဈေးကွက်အတွင်းရင်ပြိုင်နိုင်စွမ်း competitive position Canton Network သည်လက်ရှိ blockchain ဈေးကွက်တွင်အောက်ပါအချက်များဖြင့်အားသာချက်ရှိသည်နည်းညွှန်သွင်းလျက်အသုံးချမှုကိုဦးစားပေးခြင်းအခြားသောစီမံကိန်းများကဲ့သို့ token ကိုအရင်ထုတ် technology ကိုနောက်မှတည်ဆောက်သည့်ပုံစံမဟုတ်ဘဲ10နှစ်ကြာတည်ဆောက်ခဲ့သော technology နှင့်လက်တွေ့အသုံးချမှုများကိုအရင်သက်သေပြီးမှ token ကိုထည့်သွင်းခြင်းဖြစ်သည်ကိုရေးအချက်လက်လုံခြုံမှုBitcoin သို့မဟုတ် Ethereum ကဲ့သို့အချက်လက်အားလုံးကိုကွန်ရက်ပေါ်တွင်ပွင့်လင်းစွာပြသရသည့်စနစ်မဟုတ်ဘဲ DAM ကိုအသုံးပြု၍လိုအပ်သူများသာအချက်လက်ကိုမြင်နိုင်သည့် privacy focus စနစ်ဖြစ်သောကြောင့် finance အဖွဲ့အစည်းကြီးများအတွက်ပိုမိုသင့်လျော်သည်လက်တွေ့သက်သေပြီးဖြစ်ခြင်း technology ကိုအသုံးပြု၍တလလွင်ဒေါ်လာ3.5 trillion တန်ဖိုးရှိ repo transactions များကိုကမ္ဘာထိပ်တန်း finance အဖွဲ့အစည်းများကအမှန်တကယ်လိမ်ပတ်နေပြီးဖြစ်သည်